ယနေ့အတွက်ဝိညာဉ်စာမှာဓမ္မမိတ်ဆွေညီကိုမောင်နှမများအားလုံးမင်္ဂလာပါယနေ့အတူတကွဆင်ခြင်ခွန်အားယူမိကောင်းစဉ်ကတခုတည်သောအရာ26ခုမြောက်သောစာလံအပိုင်ငယ်နဲ့လူတိုင်းမှာမိမိအနှစ်သက်ဆုံးတန်ဖိုးထားဆုံးအမျက်နှိုးဆုံးဆိုတဲ့အရာတွေကိုစီရှိတတ်ကြပါတယ်ထိုအရာများကိုတစုံတစ်ယောက်ကလွတ်ယူသွားသောအခါပျက်စီးသွားသောအခါပျောက်ရှသွားသောအချိန်တွေမှာအမတန်မှစိတ်ကြည်ကွယ်ခံစားရတတ်ကြတယ်။အခြားသောမိမိဘဝရဲ့အရေးကြီးဆုံးသောအမတ်တရလေးတွေကိုတယူတရဖြင့်ကင်တွယ်ထိမ့်သိမ်းတတ်ကြပါတယ်။ဘယ်သူလာတောင်းမပေးတတ်ကြပါဘူး။ကိုယ်တန်ဖိုးမထားသောအရာကိုယ့်အတွက်အသုံးမဝင်သောအရာတွေကိုသာပေးတတ်ကြပြီးကိုယ်တန်ဖိုးထားတဲ့အရာများကိုတော့တေချာစွာထိမ့်သိမ်းတတ်ကြပါတယ်။အာဗြဟံအသက်တာအဖြစ်ဆင်ခြင်ကြရအောင်အာဗြဟံရဲ့ဇနီးမောင်နှံသည်ယုံကြည်ခြင်း၏ဖခင်မိခင်များဖြစ်တယ်လို့သူတို့၌ရွှေမွေဥစ္စာတိရစ္ဆာန်များကျွန်များများစွာကိုပိုင်ဆိုင်ထားပါသည်အရာအလုံးပြည့်စုံနေပြီမဲ့သူတို့ရဲ့အမွေကိုစက္ခံမဲ့သားသမီးတော့မရှိခဲ့ပါဘူးသို့တော့ဘုရားခင်သည်အာဗြဟံကိုသူတို့ရဲ့ဇနီးမောင်နှံ၌မဖြစ်နိုင်သောအချိန်ဤသားသမီးရဖို့မလွယ်ကူသောအချိန်၌သားဣဇက်ကိုပေးခဲ့ပါသည်အသက်ရွယ်ကြီးမှဖျားကောင်းကြီးပေးသောတယောက်တီးသားဣဇက်လေးကိုမိဘနှစ်ပါးကဘလောက်တန်ဖိုးထားချစ်မလဲဆိုတာကိုလူတိုင်းသိမှာဖြစ်ပါတယ်သူတို့ဒီဣဇက်လေးကိုချစ်လို့မဝသေးခင်မှာပင်ဘုရားခင်ဒီအာဗြဟံစီကနေဣဇက်ကိုရစ်ပူစောဖို့တောင်းခဲ့ပါတယ်အာဗြဟံကဘုရားတောင်းသောအရာကိုမငင်းပယ်ခဲ့ပဲဘလောက်ပင်သူနာကျင်ကြေကွဲနေရမလဲဆိုတာကိုမိဘတိုင်းသိမှာဖြစ်ပါတယ်ဒီကနေ့အာဗြဟံနေရာ၌ကျွန်ုပ်တို့သာဆိုရင်တခုတည်းရှိသောမိမိအနှစ်သက်ဆုံးအရာကိုတောင်းခြင်းခံရမယ်ဆိုအာဗြဟံကဲ့သို့နှလုံးသားရှိနိုင်ပါမလားအာဗြဟံကတော့ချစ်ချင်းနဲ့ဘုရားခင်ကိုပြီးခဲ့ပါတယ်သို့တော့ဘုရားခင်ကမယူခဲ့ပါဘူးဘုရားခင်ကယနေ့လူသားအားလုံးစီကအလိုချင်ဆုံးနဲ့အမျှော်လင့်ဆုံးအရာတစ်ခုရှိပါတယ်တစ်ခုတည်းပါပဲအများကြီးမတောင်းဆိုပါဘူးထိုရာကတော့ငါသားတင့်နှလုံးအားငါကိုပေးလို့တဲ့ကျွန်တော်တို့စီကဘုရားအလိုချင်ဆုံးအရာကတစ်ခုတည်းပါပဲနော်ထိုတစ်ခုတည်းသောအရာကိုတော့ကျွန်တော်တို့မပေးနိုင်ကြတာစိတ်မကောင်းစရာပါပဲခမည်းတော်ဘုရားခင်ကသူ့ရဲ့တူးတည်သောသားကိုအပြစ်သားကျွန်တော်တို့အတွက်ပေးခဲ့တယ်လို့အာဗြဟံဒီလည်းသူ့ရဲ့တယောက်တည်သောသားကိုရစ်ပူစော်ဖို့ပြင်ဆင်ခဲ့ပါတယ်ယနေ့သင်နဲ့ကျွန်ုပ်ဒီလေဘုရားခင်အလိုချင်ဆုံးသောကျွန်ုပ်တို့၏တခုတည်သောနှလုံးသားများကိုဘုရားအဖို့ရစ်ပူစော်သောသူများဖြစ်ဖို့အရေးကြီးပါတယ်ဘုရားခင်ပေးထားသောနှလုံးသားသည်ဘုရားအဖို့သာဖြစ်စေပါဆုတောင်းကြပါစို့ကောင်းမြတ်ဆုံးလင်းတော်မူသောအဖကျွန်တော်တို့၏အပြစ်များလာသောနှလုံးသားတစ်စုံကိုရောအဖို့ပြန်လဲရစ်ပူဆောင်နိုင်ဖို့ရန်မဆတော်မူပါမိကြောင်းသခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင်